ကျွန်တော်တို့အားလုံးရရှိပြီးဖြစ်တဲ့အတွက်အတူတကွစာတော်ရင်းနဲ့ဆုတောင်းပန်နာပြုကြပါစို့မျိုးရိုးတွေဖြစ်ဖို့ရဲ့အတွက်ဒါပြည့်အခုတို့တဲ့ကိုကျွန်တော်ကလေးစားရိုးသေးသောမျိုးရိုးတွေဖြစ်ဖို့ရဲ့အတွက်မဆာကောင်းချီပေးပါမိကြောင်းတောင်းလျှောက်ပါတယ်။အဖတရုပ်ဆရာတော်ကြီးကိုအနေနဲ့ဘုရားရဲ့ကျေးဇူးပြုလာတော်နဲ့အတူမိတို့ဒီပါဝင်စစ်သက်ခြင်းအဖြစ်နေ့စဉ်တိကျကာလပတ်လုံးဆုံးတဲ့တိကျတန်ရှင်တော်တို့ဘုရားကအထူးပါရှိခြင်းအဖြစ်မိတို့ဒီအားရရဲ့ရင်းတော်စိတ်နဲ့ဘုရားရဲ့နိုင်ငံတော်ကျက်တဲ့အတွက်ပူပေါင်းပါဝင်စစ်သက်ပြီးတဲ့အခါဘုရားရဲ့ဘုန်းတော်ချီရှာတော်အသိတော်ဖြစ်ဖို့ရဲ့အတွက်ပေါင်းချီပေးပါမိကြောင်းတောင်းလျှောက်ပါတယ်။ဘုရားကိုနံပါတ်1စာပေတော်သူများဖြစ်ဖို့ရဲ့အတွက်မဆာတော်မှာမိကြောင်းတောင်းလျှောက်။ဘုရားကိုကြောက်ရွံ့တော်သူတွေဖြစ်ဖို့ရဲ့အတွက်မဆာတော်မှာမိကြောင်းလည်းတောင်းလျှောက်ပါတယ်အခါကျတော့မိလာတော်ရှိခိုးကျေးဇူးနဲ့ပေါ်ပြအဘသေယဆရာတော်ကိုရှိတော်တဲ့ကျမ်းမာခြင်းကောင်းချီးပေးတာအမြင့်ဒီယူပါရုံကြီးနာပါရဲ့အခါကျမိမိရဲ့ယူပါရုံကြီးနာခြင်းပေါ်မှာတန်ရှင်တော်ဘုရားဘုရားတဘောပါခြင်းအဖြစ်ဘုရားရဲ့နိုင်ငံတော်ကျက်တဲ့ပြည်တာ၍လက်ဆောင်နိုင်တော့ဖတ်တဲ့ဆရာတော်ဖြစ်စေဖို့လည်းမှာဘုရားကောင်းချီးပေးတာအဘဘုရားကိုမြတ်တဲ့ဆိုင်ဆောင်မိသားစုဒီလိုမှရွှေမျိုးများကိုကောင်းချီးပေးတာဘုရားရဲ့နိုင်ငံတော်ကျက်တဲ့ပြည်တကယ်ပဲတို့တို့ရဲ့စိတ်ရဲ့သူနေ့နေ့ကြာတော့ကာလမှာအတော်ဆင်းမဲ့ထဲဆောင်နေတဲ့အတူဘုရားရဲ့ဘုန်းတော်ချစ်ရှာတော့မိသားစုများအသက်ရှင်နေတာများယုံကြည်သူမိတ်ဖက်ဒီကောင်မှများဖြစ်ဖို့ရဲ့ကောင်းချီးပေးပါမိကြောင်းတောင်းလျှောက်ပါတယ်မိမိမှာရှိတဲ့မိတ်ဆွေကောင်းများပေါ်မှာလည်းကောင်းချီးပေးတာဒါနဲ့တော့ကျဘူမောင်းလို့ဆိုတဲ့အခါမှာတာရှင်တော်ဘုရားကအထူးပါရှိပို့ဆောင်တော်မှာမိကြောင်းတောင်းလျှောက်ပါတယ်မိတို့ဟောပြောခြင်းမိတို့ဆက်သက်ခြင်းမိတို့လုပ်ဆောင်ရမယ့်အရာအားလုံးတို့ဒီကိုတော်ရဲ့အလိုတော်နဲ့ညီဖြစ်စေဖို့လို့မှလည်းဒါကောင်းချီးပေးပါမိကြောင်းတောင်းလျှောက်ပါတယ်ခါနော်မိလာရရှိခကျေးဇူးနဲ့ပေါ်ပါဒီနေ့ပြေတော့မှရှိတဲ့အမျိုးသမီးကြီးများကိုလည်းကောင်းချီးပေးတာဘုရားဖေအတွက်တကယ်ပဲဆက်သက်တော်အမျိုးကြီးမိကြီးများဖြစ်တဲ့အတွက်ကြောင့်အသေးတော်အတွက်အမှားမှန်များဖြစ်တဲ့ခါပြစတောင်းကြီးရည်လည်းရှိတဲ့ခါပြဘုရားရဲ့ဘုန်းတော်ချီးရှားစေတယ်ဒီမျိုးသမီးကြီးရဲ့ဆက်သက်ခြင်းပေါ်မှာဘုရားရဲ့ဘုန်းချီးရှားစေလူရှိပြရှိမှာဘုန်းချီးရှားစေပါလိမ့်ကြောင်းတောင်းလျှောက်ပါတယ်ခါပြမိလာရရှိခကျေးဇူးနဲ့ပြောပါအသေးတော်မှာအနေနဲ့ပေါင်းဆက်သက်ကြတဲ့လူငယ်များနဲ့လည်းဒီပါရှိကောင်းရှိပေးတာလူငယ်များအသေးတော်အတွက်အင်အားဖြစ်ပါလေခါပြဒါကြောင့်လို့လူငယ်ရဲ့စီမှာဘုရားကိုအားကိုးပြီးအသေးတော်မှာရှင်သန်ချက်တော်လူငယ်များဖြစ်ရဲ့အတွက်မှစားရုပ်မတော်မှာကျောင်းဝင်ခြင်းနဲ့နှလုံးသားကိုပေးတာဘုရားကိုဆောင်တဲ့နှလုံးသားကိုပေးတာဘုရားကိုစောင့်တဲ့နှလုံးသားကိုပေးလာမိကြောင်းတောင်းလျှောက်ပါတယ်
ကြည့်တဲ့အခါမှာဒီရှာရဲ့အခန်းကြီး60အခန်းငယ်တစ်ကနေ3ကိုဖော်ပြထားတယ်ဆိုတော့တွေ့ရတယ်။ဆိုတော့အခန်းငယ်တစ်မှာဒီမှာဖိုင်နေတယ်ဘာကိုဖော်ပြထားလဲဆိုတော့ဟာတော့ငင်းလုံးဆိုတော့ဖော်ပြထားတယ်ဆိုတော့တွေ့ရတယ်။ဒီကနေ့ပြောတဲ့ချိန်ကကျွန်တော်တို့ရောက်စီတိုင်းကိုမြင့်ရှိတဲ့နေရာမှာအလေးကိုရန်အတွက်ပုံစံထားတယ်နော်ဒီအလေးတော်ကိုပေါ့နော်ဖြန့်ချက်ဖို့နော်အလေးတော်ကိုပုံရင်းချိန်မှာပေါ့နော်ဝေးဖြန့်ဆိုတာလေးလက်ကိုရန်အတွက်ဒီမှာတစ်ပိုင်းမှာဖော်ပြထားတာကိုတွေ့ရတယ်။ဆိုတော့ခန်းငယ်လေးမှာဆက်ပြီးမှကြည့်တဲ့အခါမှာဘာကိုဖော်ပြထားလဲဆိုတော့ဘာလို့ကကြည့်တာတဲ့အမောင်ကြီးလွှမ်းတယ်။ဘာကြည့်တာအမောင်ကြည့်ဖြစ်တယ်ဆိုတော့မှဒီရဲ့ဖိုက်တယ်မှာဖော်ပြထား။ဆိုတော့တင်တော့မှကြည့်တဲ့အခါမှာလည်းပဲကျွန်တော်လည်းလူဖြစ်ပြီးဆိုလို့ရှိရင်ဘောတက်တာဘယ်တော့မှညာလုံးနဲ့စိတ်မချမ်းသာပါဘူး။ညာလုံးနဲ့ဘယ်သူမှမပြည့်စုံကြပါဘူး။အခက်အခဲလူတိုင်းရှိတယ်၊စုံစမ်းခြင်းလူတိုင်းရှိတယ်။နော်။ကြားရမှုတွေ၊ဝိသမှုတွေ၊မတရားမှုတွေအများနဲ့ရှိနေတယ်။နော်။ဒီကနေ့ကဘာပေါ်မှာလဲစစ်စစ်တည်းများပြည်ရဖြစ်နေကြတာပဲငင်းချင်းမှုတွေရှိကြတယ်။ဆိုတော့ဘောတက်တဲ့မှာတခါလေကျွန်တော်တို့အမှုတော်ဆောင်ကြတယ်။တခါလေလူသားကြည့်ရက်ကြည့်တယ်။ဒီလိုရေးလှုပ်ဆောင်တယ်။ဒီသားစုကြီးရဲ့လှုပ်ဆောင်တဲ့မှာတခါလေမောင်မရွယ်မိုးတဲ့အချိန်ကာလကြီးကြုံဆုံကြမှာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီတရားတော့အကုန်လုံးကတော့ဒီကောင်းကြီးပဲလာမှာတော့မဟုတ်ဘူးနော်။စာရဲစုံစမ်းမှုတွေနော်ဒီဥစ္စာပေါ့နော်ဒီမောင်မတွေကလည်းရောက်ရှိလာမှာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီဒုတိယဒီပေါ့နော်အခန်းငယ်နှစ်နော်ပိုင်းငယ်နှစ်မှာပဲဆက်ပြီးတော့မှကျွန်တော်တို့ဒီနားထောင်လေးကမှာဘာတွေ့ရတယ်လဲဆိုလို့တော့လေဆိုတဲ့စကားကိုတွေ့ရမှာဖြစ်တယ်။ဆိုတော့အမောင်မဘလောက်ပဲလွန်မှုတွေပါစေနော်အခက်အခဲတွေနော်မတရားမှုတွေခါရမှုတွေဘလောက်ပဲရှိနေစေပေါ့နော်ဒီကနေ့ပြောင်းချိန်ကကျွန်တော်တို့ခွန်အားပြီးနေတယ်ဆိုတဲ့ဥစ္စာကိုအပိုက်နယ်မှာဖော်ပြထားတော့တွေ့ရတယ်။ဒါကြောင့်မို့အပိုက်နယ်တော့ပါဆက်ပြီးတော့မှဖော်ပြထားတယ်လို့ပြောတဲ့အခါမှာဆိုရှင်ငါတို့ဒီအလေးကိုမြင်ပြီးတော့နော်ဆိုပြီးတော့မှဖော်ပြထားတယ်။ဆိုတော့ကျွန်တော်တွေကပြောင်းဖို့လက်ထက်ရရှိထားတဲ့သူတွေဖြစ်တယ်။အလေးကိုလက်ထက်ရရှိထားတဲ့သူတွေဖြစ်တယ်။ကောင်းကြီးမင်္ဂလာတွေကိုလက်ထက်ရရှိထားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့မောင်မိုက်ဘလောက်ပဲလွှမ်းနေပါစေ။နော်ပြားပြီးတဲ့ခွန်အားပြားပြီးတဲ့ဘိုးအားဖြင့်နော်ဒီအလေးကိုဝေရနိုင်ဖို့ရန်အတွက်လည်းဖြစ်ပါတယ်။ဒီတော့ကျွန်တော်တွေကပဲမဟုတ်တဲ့အရာတွေနောက်ကိုတက်ပြီးတော့မပိုင်နိုင်တဲ့အရာတွေပြန်ရဲ့ထဲထဲမရှိတဲ့နေရာတွေပေါ့နော်။သွားပြီးတော့မှစပေါ့နော်။ပါဝင်လဲဆိုလို့ရှိရင်ကိုယ်လုံးဆောင်မှုကပြေဝါကောင်းကြီးခံစားရမှာပေါ့နော်။အဲ့တော့ကိုယ့်ရဲ့ရှိချင်းဖြစ်ချင်းပေါ်မှာလက်ခံပြီးတဲ့အခါမှာအကောင်းဆုံးစက်ချက်ပြီးတော့မှလှုပ်ဆောင်နိုင်ရတဲ့ဖြစ်တယ်။နောက်လည်းတစ်ချက်ကတော့ပါလဲဆိုလို့ရှိရင် opportunity to bond with people အဲ့တော့ပုံမှန်အားဖြင့်ကျွန်တော်တွေကဖျားเจ้าကိုလာကြတယ်ပေါ့။ဖျားเจ้าလာတဲ့အခါမှာဘုရားကိုကြတယ်။ဘုရားကိုပဲပြီးညသွားပြီးတော့ပြန်သွားကြတယ်။မိသားရဖွဲ့ဖို့အချိန်သိပြီးတော့ရှိကြတယ်ပေါ့။ဆိုတော့မွေးနေ့ကြီးတော့ချင်းမရဲ့အခါမှာကျတော့ဒီပွားစားကြတယ်တောက်ကြတယ်စကားတွေပြောကြတယ်မိသားရဖွဲ့ဖို့ရအတွက်အခွင့်အရေးရှိတယ်ဆိုတော့တွေ့ရတယ်ပေါ့နော်။ဒါကြောင့်လို့ကျေးဇူးတော်ချင်းမချင်းအားဖြင့်ဒီတယောက်တစ်ယောက်ပို့ပြီးတော့မှနီးစပ်ဖို့တယောက်တစ်ယောက်ပို့ပြီးတော့မှစစ်စစ်လုံးနဲ့ဘုရားပြန်မှာပါဝင်နိုင်ဖို့ရအတွက်ဖြစ်ပါတယ်။ဆိုတဲ့အတွက်ကြောင့်လို့ဒီကနေ့ကျွန်တော်တို့ကြီးစွာချွေးရှင်းဆိုတဲ့အခါမှာတက်တာကိုပြန်ပြီးတော့မှသုံးသက်စီခြင်းကိုရအတွက်ဖြစ်တယ်။ဒီအောက်ကပြတ်ပြီးကကျွန်တော်တို့ဘာကောင်းကြီးပြီးခဲ့တယ်။အာနာကျင်မှုတွေကြုံခဲ့ရတယ်ဆိုရင်တော့ပြန်သုံးသက်ဖို့ရအတွက်ဖြစ်တယ်။ဒါကြောင့်လည်းဒီ Christmas မတိုင်ခင်တော့နည်းနည်းလေးအလုပ်ပါသွားတယ်ပေါ့။ This is day နည်းနည်းချစ်ပြီးသွားတဲ့အခါမှာဒီနေ့ကတက်ပြီးတော့မှသုံးသက်ကြည့်တယ်ပေါ့။ဆိုတော့ဒီနေ့ကမှခက်ခဲတွေလည်းကြုံဆုံခဲ့ရတယ်ပေါ့။အဲဒီခက်ခဲတွေကြုံဆုံရတဲ့အခါမှာကြားသိရတယ်ငါ့ကိုပဲဒုက္ခပေးပြီးတာပေါ့နော်။ကျွန်တော်တို့ကဒီနေ့ကတော့ပါလဲဆိုရှင်နော်ဒီမိမတော်ရဲ့အတောင်ရဲ့အောက်မှာငင်းချက်ဆိုတာလည်းခုခုရရှိခွင့်ကိုရရှိတယ်။ငင်းချက်ဆိုတာလည်းဖယ်တော်ပါတော့တုံးချိပဲရရှိခွင့်ကိုရတဲ့အခါမှာနော်ဒါကျေးဇူးတော်ချင်းမွန်းပေးရတဲ့ဖြစ်ပါတယ်နော်။ဆိုတော့ဒီအသက်တာမှာမွေးနေ့အတွက်ကျေးဇူးတော်ချင်းမွန်းတဲ့အခါမှာဆိုရှင်ကျေးဇူးတင်ပါတယ်ဆိုတဲ့အရာကို expect ပေါ်ပြနေရတဲ့ဖြစ်တယ်။ဆိုတော့ပေါ်ပြတဲ့အခါမှာဆိုရှင်ကျေးဇူးတင်ပါတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့အသက်ကိုကျေးဇူးတင်တယ်လို့ပြောတဲ့အခါမှာအဆက်ကလည်းကျေးဇူးတင်လို့မရပါဘူးနော်။အသက်တာအဖြစ်ပြီးတဲ့အခါမှာဆိုရှင်အပြုအမူအဖြစ်ပြတ်တဲ့လူတွေပြီးတော့မှကျေးဇူးပြုခဲ့တဲ့တက်တာကြီးဖြစ်နိုင်ဖို့ရပြင်နေတယ်။ဒါမှလည်းကြီးပါလေ။နောက်တစ်ချက်ကတော့ဒီနေ့ချင်းပတ်ချအားဖြစ်တော့ chance for refresh နော်။ဒီ refresh ဆိုတာကဘာလဲဆိုရှင်အတိတ်ဖက်နော်။ကိုအားရခြင်းပေါ့နော်။အတိတ်ဖက်အားရှိခြင်းနော်ဆိုတဲ့အတိတ်ပဲတက်ရောက်နေပေါ့နော်။ဆိုတဲ့အခါမှာကျတော့ဒီနေ့ကျွန်တော်တို့တွေကဒီဝိရိယကိုကျင်းပတဲ့အခါမှာညားတဲ့စီကနေပြီးတော့အတိတ်တော့ကိုအားများကိုရရှိနိုင်ဖို့ရတဲ့ခွင့်ရရှိမှာဖြစ်ပါတယ်ပေါ့နော်။တော့ဆရာရဲ့
ကောင်းကြီးကိုပြန်လည်ရည်ပြည့်ချအားဖြင့်ပို့ပြီးတော့မှကိုအားရပြီးတော့မှပြားကတော့တစ်နှစ်တောင်လုံးဒီလောက်ဆောင်ခဲ့တယ်ဒီလောက်ကြည့်လက်ပြခဲ့တယ်ဒါကြောင့်လို့ပို့ပြီးတော့မှကောင်းအောင်ပို့ပြီးတော့မှဆက်သက်ရှင်မယ်ဆိုတဲ့နေရာမျိုးနဲ့အသက်ရှင်ဖို့ရဲ့ပဲကျေးဇူးတော်ရှင်ဝဲဝေးရပဲဖြစ်ပါတယ်အခါတေးဥစရာဆိုရှင်လည်းသူလည်းပဲဝေးနေနောက်ကျေးဇူးတော်ချီးမွမ်းခြင်းရှိတယ်ပေါ့နော်ဆိုတဲ့အခါမှာကျတော့ဒီကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ပတ်သက်ပြီးတော့မှနော်ချက်ချက်ပေါ့နော်ဒီကွာအချင်းပါလေလို့ဒီမှာချက်ကတော့ပြောတယ်လို့ပြောတဲ့အခါမှာဆိုရှင်ပါဝေးနေတဲ့ပတ်သက်တဲ့အကြောင်းအရာကိုဖော်ပြခြင်းနဲ့ပေါ့နော်ဆိုတော့ဝေးနေတဲ့ဘယ်အချိန်တော့စခဲ့တယ်လို့ပြောတဲ့အခါမှာတဲ့သမိုင်းကြောင်းပြန်ကြည့်ရတာပေါ့ကျန်သမိုင်းပြန်ကြည့်တဲ့အခါမှာလွန်ခဲ့တဲ့နှစ်ပေါင်း3400လောက်ကဒီဟာရောပြည်နယ်ကဝေးနေကျင်းပခဲ့တယ်သူရဲ့ဝေးနေကိုပေါ်တော့ဆောင်ခဲ့တယ်ဆိုတာကိုတွေ့ရတယ်ပေါ့ဆိုတော့ဘာလို့နားလဲရကျေးဇူးပြုပြီးတော့မှလည်းရပါကျွန်တော်တို့အားလုံးရရှိပြီးဖြစ်တဲ့အတွက်အတူတကွစားတော်ရင်းနဲ့ဆုတောင်းပန်နာပြုကြပါစို့ဒီလိုဆိုပဲခွက်ကိုလည်းယူပြီးတော့ကျေးဇူးတော်ကိုဆက်သွားမယ်ဒီခွက်ကရင်းရင်သိပြပါရဲ့ရင်းရင်ဟောင်းမှာ600နဲ့33ကျက်နော်ရင်းရင်သိပါကရာသခင်ကိုစိတ်နှလုံးအကျွင်းမဲ့ချစ်ဉာဏ်စွာရှိသည်များချစ်တော့ကိုယ့်ရဲ့ခွန်အားအလုံးစုံကိုကိုတော်ပြကိုချစ်ကိုယ်နဲ့ပတ်သက်ဆက်ရတော့သူနော်ဒီနေ့အမှန်ချစ်တော့ဒီပြည့်ရတော့လည်းပါပဲအင်ဂျီယာကကျွန်တော်တို့ထားပြီးခဲ့တဲ့ကြောင့်ပြည်စုံပြီးကိုတော်ပြုခဲ့တဲ့အမှုကပြီးသွားပြီးတော့ဘယ်တော့အခါမှကျွန်တော်တို့အပြည့်တွေကမရှိကြတော့ဘူးဒါပေမဲ့အပြည့်ကိုမကြဆိုသလိုအပြည့်ပြရကိုမသွားဘဲနဲ့ကျွန်တော်တို့အမြဲတမ်းအောက်ပြီးတတိယပြီးတော့ကိုတော်နဲ့စက္ကအနိုင်တော်ဇာတာများဖြစ်စေလို့ရတဲ့ကျွန်တော်တို့ကိုတော်နောက်ကိုလိုက်ရပါမယ်